ချီးမြှောက်နိုင်တဲ့ထဲမှာဝိသခာလောက်ချီးမြှောက်နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဝိသခာဟာစံပြမြို့သမီးတူဖြစ်တယ်ဝိသခာရဲ့အိမ်တော်ဘက်ပုံနဝဋ္ဌနမြို့သားကြီးကတော့ဝိသခာလို့နာမည်မရရှာဘူးသူကအေးစေးစေးနေတဲ့လူတွေဖြစ်ကောင်းဖြစ်လိမ့်မယ်ဝိသခာကတော့အလွန်ထက်ထက်မြက်မြက်ရှိတော့အမျိုးသမီးလောကထဲမှာမြတ်စွာဘုရားလက်ထက်ကဘုရားသာသနာကိုချီးမြှောက်တဲ့ထဲမှာသူဟာအစွမ်းထက်ဆုံးလို့သူအမျိုးသားတွေကအနာတပိန်ရဲ့လှူဒန်းမှုကကြီးမားဆုံးဖြစ်တယ်လို့အမျိုးသမီးတွေမှာလည်းပဲလှူဒန်းမှုစံပြပုဂ္ဂိုလ်အနေနဲ့ချီးမြှောက်မှုကြီးမားဆုံးကတော့ဝိသခာပဲဖြစ်တယ်ဝိသခာဟာမကရတိုင်းရဲ့လက်အောက်ခံအင်္ဂတိုင်းတို့မကရတိုင်းတို့ဆိုတာဗိမိသရရဲ့နေပယ်ဖြစ်တယ်ပေါ့ဗိမိသရမင်းကြီးရဲ့လက်အောက်ခံဖြစ်တယ်ဗတ္တိယမြို့သူဗတ္တိယမြို့ဇာတိဖြစ်တယ်သူကသူ့အဖိုးကလည်းတထေးသူ့အဖေကလည်းတထေးသူ့အဖိုးတို့သူတို့ရဲ့မိသားစုကလွန်ချမ်းသာကြတယ်ချမ်းသာရဲဆိုတာဟာအတိတ်ကလုပ်ခဲ့တဲ့ဒါနကောင်းမှုတွေကြောင့်ဖြစ်တာကံကြမ္မာရဲ့ reaction သဘောတရားအရာကိုလုပ်ခဲ့တာတွေကိုရကြတာအခုခေတ်မှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကိုသွားပြီးတော့သူတို့ပစ္စည်းဥစ္စာကိုမျက်မုံသွားပြီးတော့မကြိုးကြနဲ့အတိတ်ဘဝကလူခဲ့တန်းခဲ့တဲ့ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကဒီဘဝချမ်းသာတာသူတော့ချမ်းသာတယ်ငါတို့တော့မချမ်းသာကောင်းလားလို့ဆိုပြီးစိတ်သွားမကွယ်နဲ့ကုသိုလ်ကံကကိုယ့်ဘက်မပါပဲနဲ့အကုသိုလ်ကံရဲ့နှိမ့်ဆက်မှုပဲခံရမှာပဲမင်္ဂနဲ့အတွေးကိုတွေးဖို့လူတွေယောနိသောမနတိကာရဆိုတာသိအရေးကြီးတယ်ပေါ့ယောနိသောမနတိကာရထားတတ်ဖို့ကုသိုလ်ထားတတ်မှာကုသိုလ်ရအဲ့ဒီလိုယောနိသောမနတိကာရချမ်းသာတဲ့လူတွေသူတို့အတိတ်ကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာငါလည်းဒီဘဝမှာမေ့နေလို့ဖြစ်ဘူးငါအတိုင်းတာနဲ့ငါလုံမှပဲဆိုစိတ်ပေါက်မှဒီပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခလုံး